အပိုင်း6လေးရဲ့ဆမှာတော့နနာမီတယောက်ဟာလည်းဖះเจ้าကိုပြောင်းလာခဲ့အောင်ညှက်တောင်မှရှိနေခဲ့ပါ၏သူမနန်းခံရတာပြန်သွေးမိနေတဲ့ရင်ထဲမှာလည်းတစ်ခုကိုစွန့်နေခဲ့လို့ဖះကလည်းတက်လာခဲ့ပါ၏နနာမီကိုဒီနေ့သူမိုအဲကကျောင်းမသွားခိုင်းပဲနဲ့နနာမီရဲ့တင်ပြောင်းပြီးတော့နနာမီရဲ့ကိုစားလည်းကျောင်းလာတက်ခဲ့ပါ၏ကျောင်းထဲမှာတော့နနာမီတင်ပြလာခဲ့သူမိုအဲကရင်ရပုံစံနဲ့မတူပဲနဲ့စောနေကိတ်ပြီးတော့ချောလာခဲ့လို့ကျောင်းသားတွေအတွက်လည်းစဉ်းစားစရာဖြစ်လာပါ၏စူပါအိုင်တော့ကွာမကလည်းဒီနေ့ကျောင်းလာတက်ခဲ့လို့ချောမောပြီးတော့ကိတ်သားနေခဲ့နနာမီကိုလည်းကျွေနေခဲ့ပါ၏သူမိုအဲကလည်းကျောင်းလာတက်နေရဆိုတာတိလိုက်ရတဲ့ကွာမနနာမီနဲ့နီးစအောင်စူးစမ်းမဲ့အကြံစီတွေကလည်းပြက်ကုန်တော့မှာမို့ဖွန်ချောင်းဖို့အတွက်လည်းလှုပ်လိုက်ပါ၏စာမဖတ်တဲ့သူမိုအဲခံကြမ်းကြကြနဲ့ကွာမစာပတ်ပြလိုက်ပေမဲ့နနာမီရောင်ဆောင်လာခဲ့သူမိုအဲကတော့မျက်စောင်းထိုးခဲ့ပါ၏နနာမီရောင်ဆောင်လာခဲ့သူမိုအဲရဲ့နောက်အရေးလိုလိုက်လာခဲ့အကြောင်းထပ်ပြီးမလိုက်လာဖို့နဲ့နပြားဆောင်လိုချင်နေရတိကြောင်လည်းပြောလိုက်ပါ၏ကြီးကန်းကွာမကနနာမီရဲ့လက်ကိုဆွဲထားခဲ့ရင်တကယ်အချစ်ပဲလို့ရှင်တာဆိုပြီးနမ်းလိုက်တာကြောင့်လက်တီချက်လည်းမိသားခဲ့ပါတယ်ကျောင်းထဲမှာဘာမှမသိရတဲ့မောင်လူတစ်ခုကရှိနေတယ်ဆိုရက်ကွာမရဲ့ဒီပေးစကားအကြောင်းလည်းသူမိုအဲကလည်းနားလည်သွားပါတယ်မင်္ဂလေးကိုစားလဲတဲ့အခါမှာအာမီတယောက်ခေါင်းသိချနေတဲ့အချိန်မှာမီးကလည်းရုတ်တရက်လည်းပိတ်သွားပါတယ်အာမီကလည်းမောင်ထဲမှာကြောင်းနေတဲ့အချိန်မှာရှာနဲ့လာရတာခံလိုက်ရတာကြောင့်ခပေးလာတဲ့အချိန်မှာသူမိုအဲနဲ့လည်းတိုက်မိသွားပါတယ်ရှင်နေအားလုံးနားလဲသွားခဲ့သူမိုအဲတကားပိတ်လိုက်ပြီးတော့ဝစားလဲကန်းနဲ့လည်းဝင်သွားခဲ့ပါတယ်မင်္ဂလေးတွေဝစားလဲနေရာမှာချောင်းကြီးတက်တဲ့နှာမှုယူကိုင်းကမင်္ဂလေးတွေကိုရှာလဲရက်တက်တာဖြစ်ပြီးတော့နနာမီရဲ့ရှင်းတဲ့တိတ်ခါတဲ့သူမိုအဲကလည်းမြေခွေးမီးစွာအောင်လည်းထုတ်လိုက်ပါတယ်နနာမီတော့အာမီကစိတ်ပူလာမှုပြင်လာတဲ့အခါမှာတော့စတော်ဘယ်ရီရတာလေးဆိုပြီးတော့ယူကိုင်းကရှာနဲ့ပြေးရက်ခဲ့ရကြောင်းကူအမရဲ့ကန်ချက်နဲ့လည်းတိုးသွားပါတယ်တင်းသွားခဲ့တဲ့သူမိုအဲကလည်းယူကိုင်းကိုခန်းတကားပိတ်ပြီးတော့ရှက်သီးလိုက်တော့ကူအမအာမီကိုအနန်းတပွင့်ပေးလိုက်ပြီးတော့ဒီကိစ္စကဘယ်သူမှမပြောပြဖို့အတွက်လည်းမှားလိုက်ပါတယ်နောက်ရက်မှာတော့နနာမီနေပြန်ကောင်းလာဖို့အတွက်မီဆူကီကလိတ်သားချက်ပေးဖို့လုံးနေတဲ့အချိန်မှာလက်ရက်ကိုက်တာကိုလည်းခံလိုက်ရပါတယ်သူမိုအဲရဲ့အရင်စရိုက်ပုံစံမြေခွေးရိုင်းတဲ့ကောင်ဖြစ်ပြီးတော့နနာမီကိုလူညံ့တဲ့ပတ်ကြောင်ပဲပြလာတာဖြစ်ကြောင်းလည်းမွေဖြူကပြောပြပါတယ်သူမိုအဲကနနာမီကိုနောက်ကျောတာနဲ့ထိုးမယ်လို့ပြောလာခဲ့တဲ့မွေဖြူကြောင့်သူ့ချစ်သူမိုအဲမကောင်းပြောခဲ့ရတဲ့နနာမီကလည်းတင်းသွားပါတယ်ဒါကြောင့်အသိကိုပြန်သွားလိုက်တဲ့အမွေအိုးလေးကိုနနာမီတော့ထုတ်ပေးလိုက်ပြီးတော့သူမိုအဲရဲ့အသိကိုတွားကြည့်ခိုင်းလိုက်ပါတယ်မိုးရရွာနေခဲ့တဲ့အရင်တိတ်စီကိုပြန်ရောက်သွားတဲ့အခါမှာတော့နနာမီကတခြားမင်းလေးတယောက်လည်းဖြစ်နေပါတယ်နနာမီရဲ့ဘေးမှာလဲကျနေခဲ့ကလေးလေးကရွာဝင်ပြန်ဖို့နဲ့ယူကိုင်းနေရရွာထဲမှာတောင်းကျမ်းနေလို့လည်းမှားလိုက်ပါတယ်တခြားမင်းကလေးခဏကိုရောက်နေကြတဲ့နနာမီနဲ့အိမ်ပြက်လေးထဲမှာကလေးကိုရှိရရလေးနဲ့လည်းပြုစုစောင့်ကြောက်ထားပါတယ်တကယ်တော့ကလေးဟန်ဆောင်သားခဲ့တဲ့ယူကိုင်းနနာမီရဲ့လက်ဘေးကိုညှစ်ပြီးတော့စားတော့မဲ့ချိန်မှာယူခွေးမီတောက်တွေကလည်းယူကိုင်းကိုလည်းလောက်ကျွမ်းသွားစေပါတယ်။ကွဲပြားနေတဲ့ဆရာနဲ့သူမိုအဲကနနာမီကိုနန်းဆန်လိုက်တာဆိုပြီးတော့အင်ဂျီတီကိုလည်းဆွဲပြဲပစ်လိုက်ပါတယ်။မယုံကြည်နိုင်လောက်ဆရာကောင်းတဲ့သူမိုအဲရဲ့လုံရစီကြောင့်နနာမီကလည်းသူမိုအဲရဲ့လက်မကိုကိုက်ဖက်လိုက်ပြီးတော့ဘယ်သူလဲလို့လည်းမေးလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့လူတစ်ယောက်ကလာခေါ်တဲ့တန်ကြောင့်သူမိုအဲကအခန်းပြေကိုထွက်သွားခဲ့တဲ့အချိန်မှာနနာမီကလည်းအခွင့်ကောင်းယူပြီးတော့လည်းထွက်ပြေးလာခဲ့ပါတယ်။ဒီလိုနဲ့ထွက်ပြေးလာခဲ့တဲ့အတိတ်ကနနာမီကလည်းဖျားတောင်းလည်းပြန်ရောက်လာခဲ့ပါတယ်။ဝေဖြူကသူမိုအဲကိုတွေးမိနေတာလို့မေးလိုက်ပေမဲ့လည်းတွေးမိကြောင်နနာမီကလည်းလိမ်ပြီးတော့ပြောလိုက်ပါတယ်။ကျောင်းပြန်လာခဲ့သူမိုအဲကမွေဖြူကနနာမီကိုဘာလို့ခါလဲလို့မေးလိုက်ပြီးတော့မျက်နှာကိုလည်းကန်စားပစ်လိုက်ပါတယ်။နနာမီစီမာဖျားရှိတဲ့အတွက်တခုလုပ်ပေးမယ်ဆိုတဲ့အကြောင်းနဲ့အဲ့ရထဲမှာပဲနေဖို့အတွက်သူမိုအဲကလည်းနှစ်ဖူးပေါ်စပင်လေးကိုထင်းနေပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲနနာမီတို့ရဲ့စာတင်နေ့တစ်နေ့ကလည်းကုံဆုံးတော့မှလည်းဖြစ်ပါတယ်။သူမိုအဲကလက်စာအတွက်ထည့်ပေးလိုက်တဲ့ရှီတာခဲမိုတွေကိုတော့အတန်းနဲ့စာမျိုးပွဲတက်လဲမုန်းနေပြီးတော့နနာမီကအတန်းထဲမှာဆိုရင်လည်းစာတော်တဲ့ကောင်မလေးလည်းမဟုတ်ပါဘူး။နဖျားဖြစ်လဲကကနနအတုံးဝင်တဲ့အကြောင်းစဉ်းစားနေတဲ့အချိန်မှာကူအာမကလည်းကျောင်းလာတက်ခဲ့တာမို့သူမိုအဲနဲ့လည်းအခြေတင်လည်းဖြစ်လာပါတယ်။မြောက်သားကလည်းနနာမီရဲ့နားမှာနေဖို့အတွက်အပြိုင်ဆိုင်လူနေခဲ့ကြလို့အာမီကလည်းဟိုရက်ကကူအာမကဲခဲတဲ့အတွက်လည်းကျေးဇူးတင်ရှင်နေပါတယ်။ဒါပေမဲ့ကူအာမရဲ့နားမှာမင်းလေးတွေကအရှင်ပြေရှိနေခဲ့တဲ့အတွက်အာမီကလည်းအနားကိုလည်းကက်ခွင့်မရနိုင်ဖြစ်နေပါတယ်။ဒါကြောင့်မင်းလေးတွေဝိုင်းနေခဲ့တဲ့ကူအာမရဲ့နောက်ကျောကိုလူတိုင်းချောင်းသွားနိုင်တဲ့စာရွက်လေးကိုလည်းနနာမီကလည်းကပ်ပေးလိုက်ပါတယ်။နနာမီကကူအာမကိုစောင့်နေတဲ့ကောင်မလေးတယောက်ရှိအောင်ပြောလိုက်တာကြောင့်တွားကြည့်ဖို့အတွက်ကူအာမကလည်းထွက်လာခဲ့ပါ၏အာမီကလည်းဟိုနေ့ကကယ်တင်ပေးရဆိုကျေးဇူးတင်စကားပြောပေမဲ့မင်္ဂလိပိတ်တက်များတဲ့ကူအာမအတွက်ကတော့မတ်မိနိုင်ဖြစ်နေပါ၏ချက်သွားခဲ့တဲ့အာမီကထွက်ပြေးတဲ့အချိန်မှာတော့ချော်လဲပြီးတော့တွင်းကန်စတော်ဘယ်ရီလေးလည်းပေါ်သားခဲ့ပါ၏တန်ရဲကောင်လေးကလည်းဟာတိုက်ခဲ့ကြပြီးတော့ကလေးဝတ်တဲ့စတော်ဘယ်ရီဆိုပြီးတဲ့နာမည်ပြောင်းမှပေးနေခဲ့ကြပါ၏ကူအာမကတော့စိတ်တူသွားတဲ့ပုံပြလိုက်တာနဲ့ဟိုနှကောင်ကလည်းကူအာမကိုကြောက်တာကြောင့်လည်းထွက်ပြေးသွားပါ၏နနာမီတယောက်လူသားမင်းလေးနဲ့ယူကိုင်းကိုအောင်သွဲပေးနေခဲ့ပေမဲ့နောက်ပိုင်းကျရင်ကူအာမကယူကိုင်းဆိုတာတိသွားရင်သူနှစ်ယောက်ကအစင်ပြေတော့မှမဟုတ်ဘူးဆိုပြီးသူမိုအဲကလည်းပြောလိုက်ပါ၏သူမိုအဲကဘွားမတူတဲ့ချစ်တွေကိုဒီတော့ခါခါတီးတီးဖြစ်နေပုံထောက်ရင်အရင်တော့လူသားမင်းလေးစီမှာညှင်းကန်ရဘူးတာဖြစ်မဲ့လို့နနာမီကလည်းတွေးနေပါ၏နောက်တစ်နေ့မှာတော့ဆာကူရာလာဆိုတဲ့ကောင်မလေးကသူမိုအဲကိုအရန်ကြိုက်နေခဲ့တာကြောင့်သူမနဲ့အောင်သွဲပေးဖို့အတွက်နနာမီကိုလည်းအကူအညီတောင်းလာခဲ့ပါ၏သူမနဲ့အိမ်တူတူပြန်လို့ရအောင်ကိုစင်ပေးပါလားဆိုတော့နနာမီကလည်းလက်ခံလိုက်တာကြောင့်ချော်ပေးမယ်ဆိုပြီးတော့လည်းတွေးလိုက်ပါ၏သူမိုအဲကလည်းသူနဲ့တူတူပြန်ချင်တဲ့ကောင်မလေးကိုညှင်းလိုက်ပေမဲ့တစ်ဖက်မှာလည်းနနာမီကသူမိုအဲကဆာကူရာတာနဲ့အိမ်ပြန်သွားခဲ့မှာကိုလည်းတကယ်တမ်းမှာတော့စိုးရိမ်နေရပါ၏
တူမိုအဲကိုချစ်နေတာကိုတီးလိုက်မိရဲ့နာမီရဲ့စီကိုတော့တူမိုအဲကရောက်လာပြီးတော့သူ့လူသားမင်းကလေးနဲ့အောင်သွယ်ပေးခဲ့တာကြောင့်လည်းစိတ်ရမ်းတုန်နေပါ၏နာမီတဲ့အရေးကြီးတဲ့လူကဘယ်သူမှမရှိဘူးလို့တူမိုအဲကပြောလိုက်တာကြောင့်မတီးလိုက်ခင်မှာပဲနာမီကလည်းချစ်မိနေပြီဖြစ်ပါ၏အဲဒီနောက်မှာတော့တူမိုအဲကိုလည်းမိခွေးကူအောင်မှာခေါ်လာလိုက်ပြီးတော့နာမီကိုတူမိုအဲကချစ်မိနေတယ်ဆိုတာသိနေတာမို့နာမီကတန်မာစိတ်ကစားတဲ့မင်းကလေးရွယ်ဖြစ်တဲ့အတွက်တီးတက်တက်နေဖို့လည်းစုံမနေခဲ့ပါ၏ဒီလိုနဲ့မင်းကလေးတွေစုနေကြတော့ဘဲနဲ့တိတ်မဲ့ကောင်မလေးရှိနေခဲ့တဲ့အတွက်ဘဲမရှိနာမီကလည်းရီးစားလိုချင်နေခဲ့ပါ၏တူမိုအဲကနာမီနဲ့ဆိုရင်အမြဲတပူပူတွဲမို့ရီစားလီလိုလည်းတငယ်ချင်းနေရထင်နေခဲ့ကြပါ၏တူမိုအဲနဲ့မသွားဘူးတဲ့နေရာတွေကိုရှောက်သွားပြီးတော့ချစ်ဖို့ကောင်းတဲ့ပုံစံပြလိုက်လို့ကောင်မလေးကလည်းမှားလိုက်ပါ၏ဒီလိုနဲ့ပဲတူမိုအဲကိုနာမီကမျိုးတဲ့ကိုရှောက်လက်ကြည့်ဖို့အတွက်အနာဝါပြတ်တက်ကလင်းပိုင်ပြပွဲကိုခေါ်လာခဲ့ပေမဲ့လည်းတူမိုအဲကတော့အင်ကိုပဲပြန်ရှင်နေခဲ့ပါ၏တူမိုအဲကတိတ်ပြီးတော့စိတ်မပါတော့တီးလိုက်တာကြောင့်နာမီကလည်းပင်လယ်ပြန်နေကြီးရဲ့နေရာကိုလည်းခေါ်လာပါ၏အရမ်းမိမိရဲ့နာမီကိုတူမိုအဲကရှူပြီးတော့ပြလိုက်ပြီးတော့အိမ်ပြန်လာဖို့နာမီရဲ့လက်ကိုလည်းကင်လာခဲ့ပါ၏သူမကမချစ်ဘူးလို့နာမီကထင်လိုက်ပေမဲ့ထပ်ပြီးတော့စူးစမ်းဖို့အတွက်ညနေရှုခင်းကိုလည်းပြလိုက်ပါ၏ထူးဆန်းနေကြတဲ့နာမီကိုတူမိုအဲကဦးရများပြီးတော့ပန်းများနေကြတာကြောင့်ငါ့ကိုကြိုက်နေရလားလို့လည်းပေါ်တင်ကြီးလည်းမေးရှာလိုက်ပါ၏နာမီကစိတ်ကစားပြီးတော့တခင်နဲ့အနွယ်တော်ကြားမှာချစ်စိတ်ခွင်နေရမဖြစ်နိုင်တော့ဘူးလို့တွေးလိုက်မိပေမဲ့တကယ်ချစ်နေတယ်ဆိုရင်ရောဆိုပြီးနာမီကလည်းမေးလိုက်ပါ၏နာမီရဲ့စကားကြောင့်လူသားမင်းကလေးကိုမချစ်ဘူးဆိုပြီးတူမိုအဲကဂုတ်ကဆွဲပြီးခေါ်လာခဲ့ပေမဲ့နာမီကတော့တကယ်ချစ်နေကြောင်းပဲပြောနေပါ၏သူမကတကယ်ပြန်မရှင်းနိုင်ဘူးလားလို့မျက်ရည်လေးဝဲပြီးမေးလိုက်ရဲ့နာမီကြောင့်သူတွေသွားခဲ့တဲ့တူမိုအဲကနာမီကိုလည်းလွတ်ချမိသွားပါ၏မြင်းကြီးကနေအောက်ပြုတ်ကျသွားခဲ့တဲ့နာမီရဲ့စီကိုတူမိုအဲကလည်းခုံဆင်းလာခဲ့ပေမဲ့နာမီရဲ့စိတ်ထဲမှာတူမိုအဲကတကယ်မချစ်ဘူးဆိုပြီးတော့လည်းဆက်စိတ်တွေလည်းဝင်ခဲ့ရပါ၏နာမီကိုလက်ပေးဖို့တော့တူမိုအဲကပြောနေပေမဲ့မချစ်ရင်သူ့ကိုမကဲနဲ့လက်မထီးနဲ့ဆိုတဲ့အမိန့်ကြောင့်တူမိုအဲရဲ့ဆွဲထားတဲ့လက်ဟာလည်းပြုတ်ခတ်သွားပါ၏မြင်းကြီးကနေပြုတ်ကျပြီးတော့တေရောမဲ့ချိန်မှာတော့တူမိုအဲကဘယ်တော့မှမထီတော့ဘူးအခုတော့မင်းရဲ့လက်ကိုတော့ကဲခွင့်ပေးပါဆိုတာကြောင့်နာမီကိုလက်မတင်နေလေတူမိုအဲကလည်းကဲလာနိုင်ခဲ့ပါ၏မျက်ရည်လေးတွေနဲ့နာမီကိုတော့တူမိုအဲကဖထားလိုက်ပေမဲ့စောနာအမိန့်စကားကြောင့်နာမီနဲ့တူမိုအဲတို့ကလည်းဝေးရတော့မှလည်းပတ်ပါ၏